တို့ရဲ့ဒီမန်းချက်ကဂျပန်ကိုသွားဖို့နော်ဂျပန်ရောက်မှတေးကြတယ်နော်ဂျပန်မသွားခင်နက်ပြီမသွားချင်ဘူးစစ်သိန်း6000နဲ့2000ပညာလေးပဲကဲမိတာပါပတ်စံနဲ့အဲ့လိုကုန်သွားဆိုဟိုဘောဟုတ်ရလားဗျာငါရဲ့ပတ်စံတွေကိုမင်းပြန်ပေးမပေးလို့တော့မင်းဆိုင်ကတေးဝါပေါက်ပြီးပြန်မယ်မင်းမှတ်ထားမင်းအခုရင်ဆိုင်ရမှာတမျိုးလုံးကကြောက်ရတယ်လူမိုက်ဒီလိုပုံစံနဲ့လက်တော့ပြန်နေမဲဒုက္ခရောက်မများတဲ့မှာငါစာတက်ထားတာငါ့ကိုစေနာရှိလို့မှမဟုတ်တာကျွေးတောင်းတာရှင်းနေဘလို့လဲငိုပြငိုပြတယ်ကယ်ရီပေးလိုက်လေကွာအကျွေးဆက်မလားအပေခံမလားအသေးခံမှာပေါ့ခင်ဗျားတို့ကလူမိုက်ကြီးလားအဲ့ဆင်းနေနေဂိုင်းစတာမောက်ကြည့်တတ်မလိုက်ရှင်းလားအဲ့ဘယ်လိုပုံစံဝတ်ထားလဲဗျာအိတ်ခန့်လေးဆိုဒီလိုပဲဝတ်တတ်တာဂိုင်းကြုတ်လားဂိုင်းကြောက်လားချုပ်တဲ့အခါလဲချုပ်တယ်ချုပ်တဲ့အခါလဲချုပ်တယ်ခင်ဗျာဘာကြီးရောနေကင်းဘက်ဆိုရင်ဂိုင်းစတာညာဘက်ဆိုရင်တော့ခုမောင်လေးရဲ့မယားပေါ့ကျုံမရဟုတ်တယ်လေဘိုးတော့ခင်ဗျားထိုးကျွေးခဲ့တဲ့ဂိုင်းစတာတွေကလေဂိုင်းကြုတ်တွေဟုတ်ဘူးဂိုင်းကြောက်တွေကျိုးတို့နဲ့ဟိုတွင်းနဲ့ကနေမနေ့တော့အောင်ပြေးခဲ့ရဖဲထွင်းနေရအရဲတွင်ငရဲတွင်ဒင်းတော့ဖိရင်နဲ့ထိမကြည့်နေပါနဲ့ဟာနားတယ်ဟာမစိတ်တော်လာမှာလေမင်းတို့ပုံစံမျိုးနဲ့ကြမ်းကြမ်းနဲ့လှုပ်เสียမလို့ပါဘူးနုနုညံ့ညံ့လေးပဲလှုပ်ရမှာခင်ဗျာဘာလို့မလို့မမနဲ့လည်းခဲ့တော့အောင်လေးတို့ညောင်စလုံးကတယောက်တစ်မျိုးစီဆွဲဆောင်ရှိပြီလားဒါကျွန်တော်တို့ဘာလို့ပြရမှာလဲလျှော်ပြရမှာလားမမလည်းအိတ်ဖို့မဟုတ်ဘူးလားနေခင်းနဲ့လေတော့မအိတ်တယ်ဘူးမေးတယ်လားအိတ်တယ်အိတ်ကြအောင်သိမ့်ပေးမယ်ရှင်တို့မြောက်ကိုကျမဆွန်စာပေးမယ်ဆိုရင်နော်ဘုံလားဝါဘသူရင်စမ်းချင်လာပြီလေဒီတော့ကြားလေးပုံမှန်ကျန်ဟိုတူထူလေးရောတွေးလေးရောတအားကောင်းရဲ့အဲ့လိုကွင်းထွက်တယ်ခေါင်းထဲကျုပ်သားကိုထိရလေဆွဲခုတတဲ့အကျင့်ရှိတာကျုပ်ဖက်လို့ရှိရင်ခင်ဗျရေကုန်သွားလို့မလားလူလိန်ငါမျိုးကြောက်တက်တခြားဟာတွေလည်းတက်တယ်မယုံတုံးကြည့်ပါလားဂျပန်မိတ်နော်ခိုင်းချောက်ကြီးရဲ့ကြားမှာရှင်တို့ညောင်နဲ့ပတ်သက်ပြီးတော့အကြီးအကျယ်ဆင်းရဲရှင်းနေကြရဆိုဘာလို့သေမလဲတော့မသိဘူးတခြားတော့သေမှသေးကြတယ်